အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ဘောဒီ TikTok မှာလာမေးကြလို့12ရန်ဆိုတဲ့အကောင့်ကဘာလဲပေါ့နော်10ရန်ဆိုတဲ့အကောင့်ကဘာလဲဆိုတော့ကျွန်တော်ဒီအကောင့်တစ်တွေဆိုရင်အခုဖွင့်တာနဲ့ပေါ့နော်တော်တော်များများတော့ဒီတချို့ဆိုရင်12ရန်ပါတဲ့ဟာမျိုးပေါ့ရတတ်တယ်ပေါ့နော်12ရန်ပါတယ်ဆိုရင်တော့ကျွန်တော်ဒီdaily chat ယူတာအစနောက်ပြီးဘောဒီဗီဒီယိုကြည့်တဲ့ဟာတွေအသေးသုံးကပေးတဲ့ဟာတွေစသဖြင့်ပေါ့နော်ဒီ3နာရီဒါ4နာရီဒါဗီဒီယိုကြည့်ရဟာဆိုရင်ဒီ16800လောက်ထိကိုရတယ်ပေါ့နော်အဲ့တော့ तू က plus 7လောက်ထိတက်တယ်ပေါ့နော်အဲ့ဒါတော့ဒါ12ရန်ကောင်း12ရန်ကောင်းနေဆိုရင်တော့ဒီတစ်နေ့ကို250လောက်တော့ဒီရန်ရတယ်ပေါ့နော်အဲ့ဆိုရင်ဒီ10ရန်အကောင့်တွေကတော့ဒီအကောင့်အဟောင်းတွေပေါ့များသောအားဖြင့်အကောင့်အဟောင်းတွေကတော့ तू ကဒီ daily chat ယူတာအစားနည်းတယ်နောက်ပြီးရင်ဒီဗီဒီယိုကြည့်ရနေရတဲ့နည်းတယ်ပေါ့နော်အသေးပေးရနေရလည်းနည်းတယ်နောက်ပြီးရင်ဒီဟိုပါပေါ့ဒီဗီဒီယို4နာရီသာကြည့်ရနေရ3နာရီသာကြည့်ရနေရမှာလည်း960လို့ပါတော့အဲ့လောက်ပဲရတယ်ပေါ့နော် black 3လောက်ကနေစတက်တာပေါ့အဲ့တော့အဲ့လိုနှစ်ခုအမျိုးအစားနှစ်ခုတော့꿰တာပေါ့နော်အဲ့တော့အကောင့်တစ်ဖွင့်တဲ့လူကတော့ဒီချိန်မှာပို့ပြီးတော့ရတာပေါ့နော်တနေ့ရဲနဲ့လည်းအဲ့လိုမျိုး250လောက်ရန်ရမယ်အကောင့်ဟောင်းတွေကတော့တနေ့ရဲနဲ့ဆိုတော့150လောက်တော့ရမယ်ပေါ့နော်အဲ့လို꿰ပြပါတယ်ကျေးဇူးတင်ပါတယ်